အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဖော်ပေါ်မှာပြန်လည်ပြီးတော့ကြိုဆိုပါရစေအောင်ချမ်းမင်းရဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့နိုဝင်ဘာ6ရက်ကြာသပတေးနေ့ညယူရိုပါလိပွဲစဉ်နဲ့ကွန်ပျူတာလိပွဲစဉ်များကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်12နာရီနဲ့15မှာရှင်းပိုင်းကစားမဲ့စတန်ကရက်နဲ့နော်တင်ဟမ်ဖော်ရက်တို့ပွဲစဉ်မနက်ပိုင်းပေါက်ကြီးရဖော်ရက်တင်ကတစ်လုံးပေါင်း40သုံးလုံးပေါင်း50ပေါက်ကြီးဖော်ရက်တင်ဟာနိပြတဲ့လက်ထက်မှာတိုးတက်လာတဲ့အသင်းတစ်သင်းဖြစ်တယ်ဒီနေ့ဖော်ရရဲ့ဝေကွင်းနိုင်ပွဲရမယ်လို့ကျွန်တော်ထင်တယ်စတန်ကရက်လည်းကိုရသွားနိုင်လို့ဒီနေ့ကျွန်တော်အကြိုက်ကတော့နော်တရန်ဖော်တဲ့ကိုပေါ်ကြိုက်တယ်နောက်တစ်ပွဲကတော့15မှာကစားမဲ့မက်ဂျီလန်နဲ့17ပွဲစဉ်မနက်ပိုင်းပေါက်ကြီးရမက်ဂျီလန်က level 80ရှုံး3လုံးပေါင်း40စမက်ဂျီလန်က3ပွဲနိုင်3ပွဲကစား3ပွဲနိုင်ဇယားထိပ်မှာဥဆောင်နေပြီးတော့ရှေ့စွမ်းနဲ့ရက်လိုက်ကတည်ငြိမ်တဲ့အသင်းဖြစ်တယ်ဒါကြောင့်မက်ဂျီလန်ဟာဒီနေ့ပွဲမှာလည်းအနိုင်သုံးမှရမယ်လို့ထင်တယ်ဒါကြောင့်ကျွန်တော်ကတော့မက်ဂျီလန်ဘော်ဒီကြိုက်တယ်နောက်တစ်ပွဲကတော့2:30မှာကစားမဲ့ဘီလာနဲ့မဂါဘီတဲ့အဖက်ဘီလာအသင်းကတော့3ပွဲမှာ2ပွဲနိုင်ထားတယ်မဂါဘီတဲ့အဖက်အတွက်ဒီရာသီအိမ်ဖြစ်အသင်းဖြစ်မယ်ထင်တယ်ဘီလာအိမ်ဝင်းမှာကစားမှာဖြစ်လို့မဂါဘီတဲ့အဖက်ကို2ဂိုးပြတ်တော့နိုင်လိမ့်မယ်လို့ထင်တယ်ဒါမှမဟုတ်ကျွန်တော်ကတော့ဘီလာဘော်ဒီကြိုက်တယ်ပွဲကတော့2:30မှာကစားမဲ့ဘောလောနာနဲ့ဗရန်ပွဲစဉ်ဘောလောနာအသင်းကမနေ့ပိုင်းပေါက်ကြီးကတစ်လုံး80ကျုံ3လုံးပေါင်း20စာဘောလောနာအသင်းကယူရိုပါလိမှာခုနောက်ပိုင်းတည်ငြိမ်နေတဲ့အသင်းဖြစ်တယ်ဘောလောနာကိုရနိုင်တယ်ဗရန်လည်းကိုရနိုင်ဒါကြောင့်မို့ကျွန်တော်ကတော့ဘောလောနာကိုကြိုက်တယ်နောက်တစ်ဘက်ကတော့2:30မှာကစားမဲ့ရိုင်းဂျာနဲ့ရိုမာအသင်းတို့ပွဲစဉ်မနေ့ပိုင်းပေါက်ကြီးကရိုမာကတစ်လုံးပေါင်း50 3လုံးပေါင်း90ရိုင်းဂျာအသင်းဟာနီးပြအပြောင်းလဲနဲ့ယူရိုပါလိမှာအောက်ဆုံးရောက်နေတယ်အဲ့လိုနေထားမှာရိုမာတို့အနေနဲ့ဒီနေ့ပွဲမှာတော့ရိန်းဂျာကိုအနိုင်ယူလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဒါမှမဟုတ်ကျွန်တော်ရိုမာဘော်ဒီနောက်တစ်ပွဲကတော့ PEOK နဲ့ရန်ပွိုင်းမနေ့ပိုင်းပေါက်ကြီးရ PEOK ကတစ်လုံးပေါင်း30 3လုံးပေါင်း30ပေါက်ကြီးရကျွန်တော်ကတော့ရန်ပွိုင်းကိုပေါ်ကြိုက်တယ်မောင်စောကျင်တဲ့ညီကိုမြတ်အတွက်ကျွန်တော်မောင်းရွေးပေးပါမယ်နော်တရန်ဖော်တဲ့ကိုပေါ်မက်ဂျီလန်ဘော်ဒီဘီလာဘော်ဒီဘောလောနာကိုပေါ်ရန်ပွိုင်းကိုပေါ်အောင်ချမ်းမင်းဖော်ဘောကိုကြည့်ရှုအပ်ပေးနေရတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးကံကောင်းကြပါစေ